Hello မင်္ဂလာပါရှင်ဒါလေးရပါတော့ဒီမဲ့3 6နဲ့ဒါတွေ့တဲ့ဟာလေးကိုပြရပါနော်6နဲ့9နဲ့ဆိုတော့9ပိုင်းက9လေးနဲ့9 6ထွက်တယ်နော်နောက်2ရက်အတွင်းမှာ9လေးနဲ့9 6 8နဲ့ပေါ့နော်ဒီ4နဲ့ဒီ4နဲ့က2ပေါ့နော်ပေါင်းလိုက်တော့2အဲ့ဒီ2က2လေးဆိုပြီး2ရက်အတွင်းထွက်တယ်နော်နောက်တစ်ခါကျတော့2နဲ့3နဲ့ဆိုတော့9ကလည်း2ရက်အတွင်းလုံးပိုင်းပေါ့နော်9ဆိုပြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီအင်္ဂါဗုဒ္ဓ2ရက်အတွင်းမှာ3ညနဲ့2ပေါင်းရင်2ပေါ့နော်2လုံးပိုင်းမှာရှင့်နောက်ပြီးတော့ပေါ့နော်ဒီအပေါ်က4လုံးပေါ့နော်ဒီ4လုံးကိုပေါင်းရမှာပါရဲ့ရှင့်အပေါ်က8နဲ့6နဲ့ပေါင်းတော့4ဆိုတော့4ရဲ့ပါဝါက9 4ရဲ့နက်က2 4 9 2 4 9 2ကီကို9နဲ့တွဲ5 4 5 9 5 2အဘာအောင်လဲဆိုတော့5လေးအောင်တယ်ပေါ့နော်5လေးအောင်ပါတယ်ရှင့်နောက်တစ်ခါကျတော့ဒီမှာပေါ့2เนาะ2ကိုလည်းအဲ့လိုပဲပေါ့နော်ဒီ4လုံးပေါင်းလိုက်တော့2ခွန်2ရဲ့ပါဝါခွန်2နဲ့ခါ4 2ခွန်4နဲ့တွဲလိုက်တော့2လေးဆိုပြီးအောင်တယ်ပေါ့နော်2ပူ2ခွန်2လေးဆိုပြီးတော့3ကွက်ထွက်တယ်ပေါ့နော်3ကွက်ထွက်တဲ့ထဲမှာ2လေးအောင်ပါတယ်ရှင့်တဲ့ရီပေါ့နော်နောက်ခါကျတော့ဒီမှာ9အဲ့9ကိုလည်းအဲ့လိုပဲပေါ့နော်4လုံးနဲ့ပေါင်းလိုက်တော့အပေါ်က9နဲ့နဲ့ပေါင်းတော့6ရဲ့ပါဝါ1 6နဲ့ခါ9 6 1 9ပေါ့နော်5 6 5 7 5 9အော်ဒီမှာတော့အာထွက်သွားရပေါ့နော်အာထွက်တိုင်း5 9အောင်တယ်ပေါ့နော်5 9အောင်တယ်ခုဒီနေ့ဒီတစ်ခါထပ်ပေးသေးမယ်ဆိုရင်ဒီ2ကိုဒီ4ခုပေါင်းလိုက်တော့အပေါ်ကခွန်အောက်က2ခွန်နဲ့ပေါင်းတော့9ရဲ့ပါဝါ4 9နဲ့ခါ6 9 4 6ဆိုတော့2 9 2 4 2 6ဒါလေးကို2ရက်အတွင်းပေါ့နော်အာပြီးတော့ဆော့ပေးပါရှင့်ကဲအားလုံးပဲကံကောင်းကြပါစေပေါ့နော်ကဲညီမရဲ့ YouTube channel လေးညီမရဲ့ဗီဒီယိုတင်တိုင်းတွေ့ရအောင်လို့ပေါ့နော်ဒီ channel လေးကို like and subscribe လေးလုပ်ပေးကြပါ share ပေးထားကြပါရှင့်နောက်ပြီးတော့အဖွဲ့ဝင်ကျင်တဲ့သူတွေပေါ့နော်ဝင်လို့ရပါသေးရပေါ့နော်အဖွဲ့ဝင်ကတစ်လုံးကိုအဖွဲ့ဝင်ကတစ်ခုကိုတစ်ခုထိထိမိကစားခြင်းတဲ့သူတွေပေါ့နော်အဖွဲ့ဝင်ခေါ်ပါတယ်ဝင်ကြီးရ1000ခွဲပါရှင့်ပတိတစ်လုံးပါမယ်မွေးကန်းနဲ့နှုတ်ကပ်ပါမယ်ကလန်ဒါကြပြက်ွယ်မရှိသေးပါဘူးပေါ့နော်959989830ဘိုင်ဘာသို့မဟုတ်ဖုန်းမှာအဖွဲ့ဝင်လာပြီးတော့ဝင်လို့ရပါတယ်ရှင့်မနက်ဖြန်မနက်ထီပေါ့နော်ဝင်လို့ရပါသေးရပေါ့နော်အားလုံးပဲကံကောင်းကြပါစေ